တော့ဒီလိုရှုံလို့လဲရပါတယ်ဒီလိုမျိုးလေးပေါ့နော်လောဆိုပုံလေးနဲ့ဒီလိုပုံလေးကိုထိုးပြပါမယ်သူကတော့ပုံစံမျိုးစုံထိုးလို့ရတယ်ပေါ့နော်ဒီမှာထပ်ဆိုရင်ဒါဆိုရင်ရုံပုံလေးလဲထိုးထားတယ်ပြီးမှဒါဆိုရင်စနမရိုးလေးရုပ်ကလေးနဲ့ပေါ့နော်နေရွက်လေးနဲ့ရမ်းချစ်ဖို့ကောင်းတယ်ပြီးရင်ဒီမှာဝဝွန်လေးပါဒီလိုပုံလေးတွေမျိုးစုံကိုအတူတူထိုးလို့ရရပါတော့ဒီရဲ့အိတ်ဆိုင်လေးတွေအားလုံးအတူတူပဲဒီပေါ်ကအယုတ်ကလေးတွေပဲအားလုံးပြောင်းသွားမယ်အဲဆိုရင်ထက်ကအခုဒီဗီဒီယိုမှာအောက်ကအိတ်ခံထိုးနည်းလေးကိုထိုးပြမှာဖြစ်ပါတယ်အားလုံးပဲထက်နဲ့တူတူလိုက်ထိုးကြည့်ရအောင်နော်ဒီထဲမှာတော့ထက်ကကိုရီးယားချီနော်25 gram လေးသုံးထားပါတယ်အကတော့ 2.5 သုံးပါမယ်နော်ဒီခုထက်စထိုးမယ်ပထမဆုံးဖူမီ25ကျန်ထိုးပါမယ်စလင်းနော်လေးလောက်လိုက်ပါမယ်ပြီးရင်ဖုန်မီ25ချက်ထိုးပါမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
25ချက်ထိုးပြီးပြီဆိုရင်ထပ်တို့ပထမဆုံး2ပေါက်ကိုကြော3ပေါက်မြောက်ကနေစထိုးပါမယ်ခြေကိုတရစ်ရစ်မယ်ပြီးရင်ထပ်တို့ဒီခြေဝင်နေတဲ့အပေါက်ရဲ့ဒီပေါက်လေးရဲ့ကိုကြောပြီးတော့3ပေါက်မြောက်ကနေစပြီးတော့ထိုးပါမယ်တိုင်းရှည်လေးတစ်ချက်ထိုးပါမယ်နော်နှစ်ပင်တစ်ခါထွက်ပြီးရင်နှစ်ပင်တစ်ခါထွက်ဒါတိုင်းရှည်လို့ခေါ်ပါတယ်เนาะအဲ့ဒါကိုထပ်တို့ဒီနောက်ဆုံးပေါက်ရဲ့ရှည်ကအပေါက်ဒီထပ်တို့ထိုးလာပါမယ်ဒီပေါက်လေးဒီထပ်တို့ထိုးလာပါနော်တပေါက်ကိုတစ်ချက်နဲ့စုစုပေါင်းတိုင်းရှည်လေးတွေ22ချက်ထိုးပါမယ်เนาะတပေါက်ကိုတစ်ချက်နဲ့စုစုပေါင်းတိုင်းရှည်လေးတွေ12ချက်ထိုးလာပါမယ်เนาะ22ချက်ပြည့်ပြီဆိုရင်ထပ်တို့နောက်ဆုံးအပေါက်ကလေးကိုရောက်ပါပြီနောက်ဆုံးအပေါက်လေးမှာထပ်တို့တိုင်းရှည်လေးကိုတပေါက်ထဲမှာ3ချက်ထိုးပါမယ်တစ်ချက်နှစ်ချက်3ချက်လို့3ချက်ရပြီဆိုရင်ထပ်တို့ဒီဘက်ကအတိုင်ကိုပြန်လာပါမယ်ဒီတိုင်နဲ့မျက်နှာချင်းဆိုင်အတိုင်မှာတိုင်ရှည်လေးတစ်ချက်ထိုးပါမယ်တရစ်တင်မယ်သူခုနဒီပေါက်မှာထိုးခဲ့တာကိုအဲ့ပေါက်ရဲ့ဒီနောက်ကိုပြန်လာမယ်เนาะဒီတိုင်ရှည်နဲ့တက်တက်ဟာဒီဖုန်မီလေးပေါ့เนาะဒီဖုန်မီလေးမှာထပ်တို့ထိုးပါမယ်ဒီခြေလေးကိုအပေါ်တစ်ခါတည်းတင်သွားမယ်เนาะတိုင်ရှည်လေးတစ်ချက်ပြီးရင်2ချက်3ချက်4ချက်5ချက်6ချက်7ချက်10ချက်10ချက်9ချက်10ချက်11ချက်12ချက်13ချက်14ချက်15ချက်16ချက်19ချက်
28ချက်19ချက်20 21ထပ်တို့ဒီဘက်မှာစုစုပေါင်းတိုင်ရှည်21ချက်ထိုးပြီးလာပြီဆိုရင်ဒီအပေါက်ကလေးမှာတို့တိုင်ရှည်2တိုင်ထိုးပါမယ်เนาะဒီနောက်ဆုံးတိုင်နဲ့တစ်အတိုင်လေးမှာတိုင်ရှည်2ချက်ထိုးပါမယ်ပြီးရင်ဒီဖုံမီ3ချက်ရဲ့အပေါ်ဆုံးကဖုံမီလေးကိုရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ထိုးမယ်ချီကိုယူလာမယ်ရှီပင်နဲ့နောက်ပင်ထွက်လိုက်မယ်เนาะနောက်ရှက်ကော်လို့ခေါ်ပါရဲ့ဒါတို့ခြေသားလေးနဲ့တိမ့်လိုက်ဆိုတာ round 1ပြီးသွားပါပြီ round 1ပြီးသွားပါပြီဒါတို့ဒါ round 1လေးပြီးသွားပါပြီအဲဆိုရင်ဒီခြေသားလေးကိုဖြတ်လို့ရပါပြီround 2ကိုတက်ပါမယ် round 2ကိုတက်တဲ့အခါမှာထပ်တိုးဖုံမီ3ချက်တက်ပါမယ်ဖုံမီ3ချက်တက်ပြီးရင်တရစ်တင်မယ်ပြီးရင်ဒီဖုံမီ3ချက်ရဲ့အောက်ခြေကဒီအောက်ကလေးမှာတိုင်ရှည်လေးထိုးပါမယ်တိုင်ရှည်လေးတွေတစ်ပတ်လဲထိုးပါမယ်တစ်ပေါက်ကိုတစ်ချက်နဲ့ဒီဘက်စုံနဲ့ဒီထပ်ထိုးပါမယ်เนาะစုပေါင်းတို့တိုင်ရှည်လေးတွေ48တိုင်ရှိမယ်เนาะဖုံမီ3ချက်ပြီးရင်တိုင်ရှည်လေးတွေတစ်ပေါက်တစ်ချက်နဲ့48တိုင်ကိုဒီဘက်ဆုံးနဲ့ဒီပြအောင်ထိုးလာပြီဆိုရင်ဒီတိုင်ရှည်ပေါ်ကဖုံမီလေးမှာရှက်ကော်လေးဆက်လိုက်ပါမယ်ထိုးမယ်ချီကိုယူလာမယ်ပြီးရင်ရှေ့ပင်ရနောက်ပင်ထွက်ပါမယ်เนาะပြီးရင်ဖုံမီ3ချက်တက်ပါမယ်အဲ့လိုပဲထပ်တို့ထိုးလာမယ်ဒါဆိုရင်ထပ်တို့ round 2ထိပြီးပြီเนาะပေါ့เนาะထပ်တို့ဒါကိုခုနကလို round 2ပုံစံမျိုးကိုထပ်တို့နောက်ထပ်8တန်းထပ်ပြီးထိုးပါမယ်စုစုပေါင်းထပ်တို့ဒီ2တန်းနဲ့စုစုပေါင်းဆိုရင်10တန်းဖြည့်ရပါမယ်အဲ့ဒီ10တန်းလေးပြည့်ရင်ထပ်တစ်ခါပြန်လာခဲ့ပါမယ်เนาะထပ်တို့10တန်းလေးပြည့်မလာရည်မယ်เนาะထပ်တို့10တန်းလေးပြည့်လာပြီပေါ့เนาะတစ်ပေါက်ကိုတစ်ချက်နဲ့10တန်းလေးပြည့်လာပြီဆိုရင်တို့ဒီမှာဖုံမီလေးဒီနေ့မှာ3ချက်ထိုးပါမယ်ထက်ကထိုးပြီးသွားပြီဆိုတော့နောက်ထပ်တိုင်ရှည်တစ်တိုင်ထိုးပါမယ်ခုနကပြောတဲ့ဖုံမီ3ချက်ရဲ့အခြေမှာပဲတို့တိုင်ရှည်လေးတစ်တိုင်ထိုးပါတယ်ပြီးရင်တို့နောက်ထပ်တစ်ပေါက်မှာလည်းတိုင်ရှည်လေးတစ်တိုင်ထိုးပါတယ်ပြီးရင်ထပ်တို့ဖုံမီလေးတစ်ချက်တက်ပါမယ်ပြီးရင်တရစ်တင်မယ်ထပ်တို့တစ်ပေါက်ကြော်မယ်နောက်ထပ်အပေါက်မှာတိုင်ရှည်လေးတစ်တိုင်ထိုးမယ်ပြီးရင်နောက်ထပ်တစ်ပေါက်မှာလည်းတိုင်ရှည်လေးတစ်တိုင်ထိုးပါမယ်တိုင်ရှည်တစ်တိုင်နဲ့ကက်ရက်ထိုးမယ်เนาะပြီးရင်ဖုံမီတစ်ချက်တိုးပါမယ်ပြီးရင်တစ်ပေါက်ကြော်မယ်ပြီးရင်တိုင်ရှည်တစ်တိုင်ထိုးမယ်ပြီးရင်နောက်ထပ်တစ်ပေါက်မှာတိုင်ရှည်တစ်တိုင်ထိုးမယ်ပြီးရင်ဖုံမီတစ်ချက်တက်မယ်ပြီးရင်တရစ်တင်မယ်တစ်ပေါက်ကြော်မယ်နောက်ထပ်တစ်ပေါက်မှာတိုင်ရှည်လေးတစ်တိုင်ထိုးပါမယ်ဒီလိုနဲ့ထိုးလာမယ်ပပက်လဲအဲ့လိုပဲတိုင်ရှည်2တိုင်ထိုးဖုံမီလေးတစ်ချက်တက်တစ်ပေါက်ကြောတိုင်ရှည်နောက်ထပ်2ချက်ပြန်ထိုးအဲ့လိုမျိုးလေးနဲ့တစ်ပတ်လဲပြအောင်ထိုးသွားပါမယ်เนาะ
တို့တပတ်လေထိုးလာတာအခုနောက်ဆုံး2တိုင်မြောက်ကိုရောက်တယ်ပေါ့နော်ပြီးရင်ဖွန်မီတစ်ချက်တက်မယ်ဒီဘက်ကတိုင်ရှည်ပေါ်မှာတို့ရှက်ကော်လေးနေလာပြီးတော့ဆက်ပါမယ်နော်ချီကိုကော်လာမယ်ပြီးရင်အရှိပီကနေနောက်ပီကိုကလော်ပြီးထွက်လိုက်ပါမယ်နော်ပြီးရင်ဖွန်မီ3ချက်တက်ပါမယ်ပြီးရင်ဖွန်မီ3ချက်ရဲ့အချီလေးမှာတို့တိုင်ရှည်လေးတစ်တိုင်းထပ်ထိုးပါမယ်ပြီးရင်နောက်တစ်ပေါက်မှာလည်းတို့တိုင်ရှည်တစ်တိုင်းထိုးပါမယ်ပြီးတဲ့ခုနဖုံးမီအပေါက်လေးနေရာမှာလဲတို့အကျယ်ကြီးတဲ့ကိုထိုးပြီးတော့တိုင်းရှိတဲ့တိုင်းယူလိုက်ပါမယ်ပြီးနောက်တစ်ပေါက်မှာလဲတိုင်းရှိတဲ့တိုင်းမှာတိုင်းရှိပေါ်မှာတိုင်းရှိလေးတွေပဲထိုးမယ်နော်ပြီးရင်ဖုံးမီပေါက်မှာလဲထက်ကတိုင်းရှိပဲထိုးတယ်နော်အဲ့လိုပဲထတို့တပတ်လေလုံးတိုင်းရှိနှစ်တိုင်းပေါ်မှာတိုင်းရှိဖုံးမီပေါက်မှာလဲတိုင်းရှိအဲ့လိုနဲ့တပတ်လေပြည့်အောင်ထတို့ထိုးလာမယ်နော်ထတို့တပတ်လေပြောင်ထိုးလာပြီးဒီနောက်ဆုံးပေါက်မှာတိုင်ရှည်လေးထိုးမယ်တိုင်ရှည်ကို2ပင်တစ်ခါပဲထွက်မယ်2ပင်တစ်ခါကိုထတို့ခြံထားမယ်ထတို့ဘာလို့လဲဆိုအယောင်လေးဆက်မှာမလို့ပါနော်ထတို့ဆက်မဲ့ချီအယောင်လေးကိုလက်မှာကင်ထားမယ်ပြီးရင်အလေးနဲ့ကော်လိုက်မယ်2ပင်နဲ့တစ်ခါထွက်လိုက်တာပေါ့နော်ပြီးရင်ထတို့ရှက်ကော်ဆက်ပါမယ်ဒီဘက်ကတိုင်ရှည်ရဲ့အပေါ်မှာထတို့ရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ချီ2ပင်ကိုထတို့အပေါ်မှာတင်လိုက်ပါမယ်ပြီးရင်ခုနကဆက်မဲ့ချီလေးကိုကလော်လာတယ်ပြီးရင်ရှေ့ပြန်နောက်ပြန်ထွက်ပြီးတော့ရှက်ကော်နဲ့ဆက်လိုက်ပါရယ်နော်ပြီးရင်ထပ်တို့ဖွန်မီ3ချက်တက်ပါမယ်ပြီးရင်ထပ်တို့2ပေါက်ကိုကြော်ပြီး3ပေါက်မြောက်မှာရှက်ကော်လေးနဲ့ဆက်မယ်ဘယ်ပေါက်တွေကြော်မှာလဲဆိုတော့ဒီဖွန်မီ3ချက်ရဲ့အခြေအပေါက်လေးရဲ့သူနဲ့ကရက်ကပေါက်ရဲ့2ပေါက်ကိုကြော်3ပေါက်မြောက်မှာရှက်ကော်လေးနဲ့ဆက်လိုက်ပါရယ်နော်ဒီလိုပုံစံလေးကိုတို့တပတ်လဲသွားမယ်မလို့တဲ့ချီတွေကိုဖြတ်လို့ရပါပြီပြီးရင်တို့ဖွန်မီလေး3ချက်ပြန်တက်ပါမယ်ပြီးရင်တပေါက်ကျော်ပြီးနောက်တစ်ပေါက်မှာရှက်ကော်နဲ့ဆက်ပါတယ်ပြီးရင်ဖွန်မီ3ချက်တက်ပြီးရင်တပေါက်ကျော်ရှက်ကော်နဲ့ဆက်ဖွန်မီ3ချက်ပြန်တက်တပေါက်ကျော်ရှက်ကော်နဲ့ဆက်ဒီလိုပုံစံတိုင်းပဲထတို့တပတ်လဲပြည့်အောင်ထူသွားပါမယ်ဖုံမီ3ချက်တက်တပေါက်ကျော်ရှက်ကော်နဲ့ဆက်အဲ့ဒါကိုတပတ်လဲပြည့်အောင်ထတို့ထိုးလာကြမယ်နော်ထတို့ဒီမှာတပတ်လဲပြည့်လာပြီဆိုရင်နောက်ဆုံးဖုံမီ3ချက်လေးကျန်တာထိုးမယ်နော်ပြီးရင်ဘယ်လိုဆက်မလဲဆိုတော့ဒီတပေါက်ကိုပဲကြော်မယ်ပြီးရင်ဒီပေါက်မှာရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးရင်ဖွန်မီတစ်ချက်တက်ပြီးတော့အစကိုရှည်ရှည်ဆွဲမယ်ပြီးရင်ချီလေးကိုဖြတ်လိုက်ပါမယ်ဖြတ်ပြီးတော့အစလေးတွေကိုပြီးကျမှအက်လေးနဲ့တစ်ချက်လိုက်ပြီးတိတ်မယ်ပေါ့နော်ဒါတို့ဒီမှာဒီလိုပုံစံအိတ်ကလေးရပြီဆိုရင်ဖွန်မီ60ပါတဲ့ဟာလေး2ပင်ထိုးမယ်နော်တပင်ကိုဖွန်မီ60ရှိပါတယ်အဲ့ဒါလေးကို2ပင်ထိုးပါမယ်ပြီးရင်ထပ်တို့အပွင့်လေးလုပ်ဖို့အတွက် magic ring လေးစပြီးတော့လုပ်ပါမယ်ဒီမှာထပ်တို့ဒီဘက်မှာလက်ညှိုးနဲ့လက်ကလေးကိုကြက်ချေကပုံစံလေးခတ်လိုက်ပါမယ်ပြီးရင်ဒီဘက်လှန်တဲ့အခါမှာထပ်တို့မြင်းပြိုင်ပုံစံလေးပေါ့နော်မြင်းပြိုင်ပုံစံလေးလုပ်မယ်ပြီးရင်အရှိပင်တွေကနေပြီးတော့ထပ်တို့အကလေးကိုဝင်လိုက်မယ်ပြီးရင်နောက်ပင်လေးကိုထတို့ကလော်လာမယ်ပြီးရင်အပေါ်ကိုလိမ်ပြီးတော့တင်လိုက်မယ်ပြီးရင်ထတို့လက်သကြွယ်ပွားချီလေးကိုခုနကခွင်းလေးတွေကနေပြီးတော့ထွက်လိုက်ပါမယ်နော်အဲဆိုထတို့ဒီမှာ magic ring လေးရသွားပါပြီပြီးရင်ထတို့တိုင်တိုလေးတွေတတိုင်းစပြီးတော့ထိုးပါမယ်ပြီးရင်နောက်ထပ်တတိုင်းထိုးပါမယ်စုစုပေါင်း9တိုင်းထိုးပါမယ်နော်3တိုင်း4တိုင်း9တိုင်းပြီးရင်ချီလေးကိုဆွဲလိုက်ပါမယ်ပြီးရင်ထပ်တို့ပထမစခဲ့တဲ့အပေါက်ကလေးမှာရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးရင်ထပ်တို့ဖုံမီ3ချက်တက်ပါမယ်ပြီးတရစ်တင်မယ်အောက်ခြေအပေါက်ထဲမှာတိုင်ရှည်
တတိုင်းပြီးရင်နောက်ထပ်တတိုင်းစုစုပေါင်း2တိုင်းထိုးပါမယ်ပြီးရင်ဖွန်မီ3ချက်တက်ပါမယ်ပြီးရင်သူ့ဘေးရကရက်ကအပေါက်ကလေးမှာထက်ကရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ပြီးရင်ဖွန်မီ3ချက်ထပ်တက်ပါမယ်ပြီးရင်ထပ်တို့ခဏဖွန်မီ3ချက်တက်တဲ့အပေါက်မှာပဲတိုင်ရှည်လေး2တိုင်းထိုးပါမယ်တတိုင်း2တိုင်းပြီးရင်ဖွန်မီ3ချက်ထပ်တက်ပါမယ်ပြီးရင်သူနဲ့ကရက်ကအပေါက်မှာထက်ကရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်ဒီလိုပုံစံနဲ့တစ်ပတ်လဲပြအောင်သွားပါမယ်နော်ဖွန်မီ3ချက်တက်တိုင်ရှည်2တိုင်းထိုးဖွန်မီ3ချက်တက်နောက်တစ်ပေါက်မှာရှက်ကော်နဲ့ဆက်အဲ့လိုပုံစံကိုတစ်ပတ်လဲပြအောင်ထိုးသွားပါမယ်နော်နောက်ဆုံးမှာတော့တို့ရှက်ကောဆက်ပြီးတော့ဖွန်မီလေးတစ်ချက်တက်ပါမယ်ပြီးရင်အစကိုရှည်ရှည်ဆွဲပြီးတော့ဖြတ်လို့ရပါပြီเนาะပြီးရင်ခြေလေးနှစ်ပင်ကိုတို့အသေးခြိလိုက်ပါမယ်เนาะအဲ့လိုနှစ်ခါခြိပြီးပြီဆိုရင်တို့ကတ်ကြီးလေးနဲ့ခြေလေးတွေကိုကိုက်ဖြတ်လိုက်လို့ရပါပြီအဲ့လိုပုံစံလေးတွေကိုထပ်တို့စုစုပေါင်း4ဖွင့်ထိုးပါမယ်เนาะဖွင့်လေးတွေ4ဖွင့်ထိုးပါမယ်ကျိုးလေးက2ကျိုးပါအဲ့ဆိုထပ်တို့ပထမဆုံးကျိုးလေးစတက်ကြမယ်ပေါ့เนาะအရင်ဆုံးကျိုးလေးတစ်ကျိုးကိုထပ်တို့အက်လေးထဲမှာချီစာလေးထည့်လိုက်ပါမယ်ပြီးတော့ဒီမှာထပ်ပြတ်ထားတဲ့ပုံစံအတိုင်းပဲထပ်တို့လိုက်ထိုးမယ်ပေါ့เนาะပထမဆုံးဒေါင်ဆုံးကနေပြီးတော့ထပ်တို့တပေါက်ဝင်တပေါက်ထွက်နဲ့ဒီလိုပုံစံလေးတွေပဲထပ်တို့သွားမယ်ပေါ့เนาะဟိုဘက်ကိုနည်းနည်းပဲခြံရပြီเนาะအတိုင်းပဲထပ်တို့တလန်လုံးသွားလာမယ်ပေါ့เนาะဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နေပဲထပ်တို့ခုနကအစထွက်ထားတဲ့နေရာအထိထပ်တို့ထိုးသွားမယ်ပေါ့เนาะဒီမှာခုနကထပ်တို့ထွက်ထားတဲ့အပေါက်နဲ့ကက်ရက်ကအပေါက်မှာပဲအဲ့လိုမျိုးလေးထပ်ပြထားတဲ့ပုံစံအတိုင်းလေးပဲထိုးသွားမယ်ပေါ့เนาะခြေလေးကိုထည့်သွားမယ်မညီအောင်ညှိပေးပါเนาะညီမထတို့ဆွဲရပြူကအဆင်ပြေမှာပါเนาะပြီးရင်နောက်ထပ်တစ်ကြိုးထတို့ထပ်ပြီးတော့ထည့်ပါမယ်အလေးထဲမှာခြီလေးထည့်လိုက်ပါမယ်ပြီးရင်ခုနတော့ကဒီဘက်မှာဒီဘက်ဆုံးကြတဲ့နေရာလေးပေါ့เนาะဒီဘက်ဆုံးကြတဲ့နေရာလေးမှာခုနလိုပဲထတို့ဝင်လိုက်ထွက်လိုက်ပြီးတခါထပ်သွားမယ်ပေါ့เนาะအဲ့လိုပဲဟိုဘက်မှာလည်းထပ်ပြီးတော့အစာလေးခြံမယ်ပေါ့နော်ဒီဘက်ကတော့ကိုလုံးနေကြပုံစံအတိုင်းပဲတခါတည်းအကိုချီကိုခေါ်သွားမယ်ခုနတော့ငါထပ်တို့ခြံခဲ့တဲ့အစာလေးဘက်ထိသွားမယ်ကျိုးမညီရင်ထပ်တို့ကျိုးကိုညှိကြမယ်နော်ကျိုးလေးညီပြီဆိုရင်ရှုံလေးလုပ်လို့ရပါပြီပြီးရင်ဒီဘက်ဆုံးကညီပြီဆိုရင်ညီတဲ့ဘက်တွေကိုထပ်တို့နှစ်ဖက်လုံးခြိပါမယ်ခြိတဲ့အခါမှာဖွန်မီတွေမပါဘဲနဲ့ဒီကျိုးလေးတွေထိပေါ့နော်အသေးခြိလိုက်ပါမယ်နှစ်ခါခြိလိုက်ပါတယ်နှစ်ခါခြိပြီးထပ်ကတ်ကြီးနဲ့ဖြတ်ပါမယ်အပုံစံလေးတိုင်းပဲထပ်တို့ဒီဘက်ကကြမ်းတဲ့ဟာကိုလည်းခြိပြီးတော့ထုံးလိုက်ပါမယ်နော်ပြီးရင်ထပ်တို့အပွင့်လေးတွေကတ်ပါမယ်အပွင့်လေးတွေကတ်ဖို့ဆိုရင်ထပ်တို့ဒီမှာထပ်ပြထားတဲ့ပုံစံလေးတိုင်းပဲအပွင့်နှစ်ခုကိုအဲ့လိုပူပါမယ်ထပ်ကတော့ဒီမှာဒီထဲမှာကော်မသုံးပြတော့ဘူးเนาะအဲ့လိုထပ်ပြတဲ့ပုံစံလေးတိုင်းပဲအဲ့ဒီဂျားထဲမှာကော်ချပြီးတော့ကတ်ပါမယ်เนาะအဲ့အပွင့်ကိုအလှဘက်ကိုအပြင်မှာထားမလှဘက်ကိုအတွင်းမှာထားမယ်ပေါ့เนาะထပ်ပြထားတဲ့ဟာလေးကမလှဘက်လေးပါဒီဘက်ကအလှဘက်ပါအဲ့ဒါကိုမလှဘက်နှစ်ခုပူပြီးတော့ကော်လေးနဲ့ကတ်ပြီးတော့အတိုင်းတိုင်းလေးထပ်ပြထားတဲ့ပုံစံလေးတိုင်းပဲလုံးမယ်ပေါ့เนาะအဲ့ဆိုရင်ရှောင်းအိတ်ကလေးရပါပြီအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်